ကဲဒီနေ့ကတော့ analog နဲ့ digital ရဲ့နော်သဘောတရားလေးတွေနော်အကြမ်းမြင်လေးတွေကိုပြောပြမယ်နော်ဟုတ်ပြီဒါဒီ digital အဝါရောင်လေးတွေ digital meter နော်ဒီကောင်ဒီ analog meter ပါဟုတ်ပြီ analog meter ဒါကတော့သိကြပါတယ်ဟုတ်ပြီဒါပေမဲ့နော် analog နဲ့ digital နဲ့နော်ဘယ်လိုလေးကွာခြားသွားလဲဆိုတာလေးကိုဘယ်လိုလှုပ်ဆောင်ချက်လေးကွာခြားသွားလဲဆိုတာလေးကိုတစ်ချက်ပြောပြမယ်နော်ဟုတ်ပြီ analog ဒီဘာဖြစ်မလဲသူဒီနော်စတိုက်တွားတာပေါ့နော်စတိုက်တွားနေတယ် digital ဒီတစ်ချက်ချင်းတွားတာဟုတ်ပြီဘယ်လိုစတိုက်တွားတာလဲဘယ်လိုတစ်ချက်ချင်းတွားတာလဲဟုတ်ပြီအဲ့တော့ဒီလက်တံလေးကိုကြည့်ပါနော်ဒီလက်တံလေးကိုကြည့်ပါကျွန်တော်ဒီမှာလေးကိုနော်တန်လေးကိုထောက်လိုက်မယ်လက်တံလေးကမရမနာစတိုက်တွားလိုက်နော်စတိုက်တွားတယ်လွတ်လိုက်ရင်ပြန်ကျပါတယ်ဟုတ်ပြီ digital ကြတော့ဒီကကနန်းလေးကိုကြည့်မယ်ဘာဖြစ်မလဲကနန်းလေးတွေတစ်ချက်ချင်းမတွားဘူးလားတစ်ချက်ချင်းပြောင်းသွားတယ်နော်တစ်ချက်ချင်းပြောင်းသွားတယ်သဘောပေါက်လားမသိဘူးနော် analog ဒီနော်မရမနာစတိုက်တွားတယ်နော် analog ဟို digital ဒီဘာဖြစ်မလဲတစ်ချက်ချင်းတွားတယ် analog ဒီစတိုက်တွားတယ်ဟုတ်ပြီအဲဒီတော့ကျွန်တော်နာရီလေးနဲ့နော်ခွဲကြည့်ကြပါဦးဒီနာရီလေးဆိုရင် digital ဖြစ်မလား analog ဖြစ်မလားဆိုတာလေးကိုတစ်ချက်ကြည့်ကြပါဒီလက်တံလေးကိုကြည့်ပါဘာနာရီဖြစ်မလဲ analog လား digital လားကဲဟုတ်ပြီဒါဒီ digital နာရီပါနော် digital နာရီဘာကြောင့် digital နာရီလို့ပြောတာလူတွေကသိကြတာdigital နာရီဆိုရင်ဘာဖြစ်မလဲကျွန်တော်ခဏန်းလေးတွေနဲ့တွားနေတာနော် digital တိုင်းကွက် LED တိုင်းကွက်လေးတွေနဲ့ဒီလိုတိုင်းကွက်လေးတွေနဲ့ခဏန်းလေးတွေနဲ့တွားနေတာကိုနော်အဲ့ဒါကို digital နာရီလို့ပြောတာနော်မဟုတ်ဘူးလားဟုတ်ပါတယ်အဲ့လိုမျိုးလဲဟုတ်တယ်အဲ့ကောင်မျိုးလဲဟုတ်တယ်ဒီကောင်ကြီးလဲ digital နာရီပါဒီမှာလက်တံလေးတွေတစ်ချက်ချင်းတွားနေတယ်ကြည့်ပါတစ်ချက်ချင်းတွားနေတယ်အဲ့နေရာမှာ analog နာရီဆိုရင်ဘာဖြစ်လဲအဲ့လက်တံလေးတွေစတိုက်မရမနာတွားနေတာတစ်ချက်ချင်းမဟုတ်ဘဲနဲ့စတိုက်ဒီလိုမျိုးကျွန်တော်လက်နဲ့လှည့်နေတယ်လို့တွားနေမှာနော်digital ကျတော့တစ်ချက်ရက်သွားတယ်ရက်သွားတယ်အဲ့လိုမျိုးတွားနေနော်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါလေးဒီ analog ရဲ့ digital ရဲ့သဘောတရားလေးပေါ့နော်သဘောတရားလေးဟုတ်ပြီအဲ့တော့ analog meter အသုံးပြုပုံနဲ့ digital meter အသုံးပြုပုံလေးတစ်ချက်ခွဲပြမှာနော်တစ်ချက်ဘယ်ဟာလေးဘယ်လိုသုံးကြလဲဆိုတာကိုနော် TV သားလူကလည်း TV မှာပဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာဒါဆိုရင်အုံးတင်ဂီတာလေးနော်အုံးတင်ဂီတာလေးဟုတ်ပြီကျွန်တော်တို့အများဆုံးတိုင်းတာဒီထဲမှာတိုင်းနေကောင်းတိုင်းရင်ဒီ scale ထဲမှာကျွန်တော်တို့တိုင်းရတယ်ဒီမှာဆိုရင်အမြောက်30နော်အမြောက် 1K ပေါ့နော် 1K 10K နော် 1K 10K ဆိုတာကျွန်တော်တို့အုံးပါပေါ့တန်ဖိုးတွေပေါ့နော်1000အုံးဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ1 ကီလိုအုံးဖြစ်သွားတယ်နော်1 ကီလိုအုံးဖြစ်သွားတယ်ဟုတ်ပြီဒါဆို1 ကီနဲ့မြောက်တာဒါဆိုရင်10 ကီနဲ့မြောက်တာဆိုတာကိုသိထားမယ်ဟုတ်ပြီကဲဟုတ်ပြီ analog ကိုကျွန်တော်တို့ကဒါဒီအုံး scale လေးမှာတိုင်းမယ်နော်ကျွန်တော်တို့ဒီ component ပစ္စည်းတွေကိုကောင်းမကောင်းတိုင်းမယ်ဆိုရင်ဒီထဲမှာကျွန်တော်တို့တိုင်းမှာပေါ့ဒီထဲမှာတိုင်းမယ်ဟုတ်ပြီဘို့တိုင်းမယ်ဆိုရင်ကျွန်တော်တို့ကဘယ်မှာတိုင်းမလဲဒီမှာ DC ဘို့တဲ့နော် DC ဘို့ကိုကျွန်တော်ကဘိုးတွေတိုင်းမှာပေါ့ DC ဘိုးနဲ့ဘိုးတွေတိုင်းမှာဟုတ်ပြီဘိုးတွေတိုင်းမှာဆိုတော့ကျွန်တော်တို့ကဲကိုချာကျင်ကောင်းကိုတိုင်းရမယ်ပေါ့တိုင်းကြမယ်ဆိုရင်ကျွန်တော်တို့ကချာကျင်ကောင်းကထွက်မှာကဘယ်လောက်ဘူးရှိမလဲကျွန်တော်တို့5ဘူးရှိမယ်ဟုတ်ပြီ5ဘူးရှိမယ်ဆိုတော့ကျွန်တော်တို့ကဒီ DC ဘိုးမှာ 2.5 ဘိုးမှာဒါလေးရပို့လေးတွေနော် 2.5 ဘိုးမှာထားပြီးတော့ကျွန်တော်တို့ထားတိုင်းလို့ရမလားထားတိုင်းလို့မရဘူးဘာကြောင့်ကိုရီးယားတိုင်းနေတာ5ဘိုးတိုင်းနေတာ5ဘိုးတိုင်းရင်တော့ဘာဖြစ်မလဲ5ဘိုးတည်းမြင်းနေနော်တိုင်းတာနီမြင်းနေဘိုးနေရာမှာကျွန်တော်တို့ကထားရမှာစကင်းနေရာမှာထားရမှာအဲ့တော့တန်းကီမှာတန်းမှာထားလိုက်တာပေါ့တန်းမှာထားလိုက်မှာ30အောက်ဘိုးတိုင်းမြင်နေဆိုရင်နော်30အောက်ဘိုးတိုင်းမယ်ဆိုရင်ကျွန်တော်တို့ကတန်းမှာထားလိုက်ရင်တိုင်းလို့ရပြီ2.5
နေရာမှာထားလိုက်ရင်ဘာဖြစ်လဲ2.5ဘူးနဲ့2.5ဘူးအောက်ကျွန်တော်တို့ကတိုင်းမယ်ဆိုရင်ထားလို့ရမယ်เนาะဒါဆိုရင်ကိုရီးယားတိုင်းမှာဘယ်ဟိုပါပေါ့ဟို5ဘူးလေးတိုင်းမယ်ဆိုတော့30အောက်ပဲရှိတယ်ဒီမှာ5ဆိုပြီးလည်းမပါဘူးလေမပါဘူးဟုတ်ပြီအဲ့ရောတန်းနေရာမှာကျွန်တော်တို့ကထားလိုက်တာပေါ့ဟုတ်ပြီဘက်လိုက်ပိုင်းနေပါပြီကျွန်တော်တို့ကတိုင်းမယ်ပါညာဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲကျွန်တော်တို့ဒီမှာဘာဖြစ်မလဲဒီ90မှာထားမှာပေါ့နော်90မှာထားပြီးတော့ထောက်တိုင်းညမှာပေါ့ထောက်တိုင်းမယ်ဆိုတော့ဘာဖြစ်မလဲကျွန်တော်တို့ဒီနော်အနတ္တံကိုနော်အနတ္တံကို ground မှာချမယ်နော် ground မှာချပြီးတော့အမိတန်နဲ့လိုက်ထောက်တိုင်းမှာပေါ့နော်ပူကိုတိုင်းနေတဲ့အကောင်လေးပူနော်ထောက်တိုင်းမယ်ဟုတ်ပြီအဲ့တော့ဘိုးကိုကြည့်တာပဲဘယ်ကောင်ကဘယ်နေရာကိုကြည့်မှာလဲနော်ဘယ်နေရာကိုကြည့်မှာလဲဟုတ်ပြီဘယ်နေရာကိုကြည့်မှာလဲပူတိုင်းကဘယ်လောက်ဖို့ရှိလဲဘယ်လောက်ဖို့ရှိလဲဆိုတာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကင်မရာနည်းနည်းဝါနေဟုတ်ပြီအဲ့တော့ပူလေးကျွန်တော်တို့ကကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီဒုတိယလေးကိုလည်းကြည့်မယ်ဒီမှာတတိယဒီမှာဒီစီတန်နော်တန်20အဲ့လိုမျိုးလေးလည်းကြည့်မယ်ဒီအပေါ်က9စာနေရာကိုလည်းကျွန်တော်တို့ကြည့်မယ်နော်9စာနေရာကိုလည်းကြည့်မယ်နော်ကျွန်တော်ထောက်ထားလေးကနည်းနည်းလွဲနေနော်ဟုတ်ပြီနော်ဒီနေရာလေးကိုကြည့်မှာပေါ့ဟုတ်ပြီနော်ဟုတ်ပြီနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီဘာဖြစ်မလဲဒီမှာ DC ဖို့ရေးထားမယ်အနာလို့ဆိုရင်ဒီမှာဆိုရင် AC ဖို့ရေးထားနောက် DC ဖို့ရေးတိုင်းရင်လည်းဆိုရင်ဒီနေရာလေးမှာထားမှာပေါ့နော် AC ဆိုရင်ဒီဘက် scheme မှာပြောင်းတိုင်းမှာပေါ့ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့ကကဲ resistor တိုင်းနေနော်condenser ပဲတိုင်းလိုက် resistor ပဲတိုင်းလိုက်အခု H1 မှာထားလိုက်တယ်ဘာလုပ်ရမလဲကျွန်တော်တို့0 ohm ကိုချိန်ပေးရမယ်0 ohm နော်ဒီတောင်လေးမှာ0လေးရှိတယ်အပေါ်ဆုံးတန်းလေးနော်အပေါ်ဆုံးတန်းလေးကအပေါ်ဆုံးက0 ohm နော်0လေးနေရာမှာကျွန်တော်တို့လက်တန့်လေးနှစ်ခုကိုဒီလိုပူးလိုက်မယ်ပူးလိုက်ရောအဲ့မှာဒါဆိုရင်0နေရာရောက်လားမရောက်သေးဘူးနော်မရောက်သေးတော့ဒီဘက်မှာ0လေးဒီမှာလက်တန့်ဒီမှာပဲရှိသေးတယ်အဲ့ရောဒီ slider လေးနဲ့ဒီကောင်လေးနဲ့ကျွန်တော်တို့ကလှည့်ပြီးတော့ချိန်ပြီးမယ်ဟုတ်ပြီနော်0ညီသွားပြီနော်0ညီသွားပြီဟုတ်ပြီအဲ့တော့ဘာကြောင့်အဲ့0ကိုကျွန်တော်တို့ကချိန်ရတာလဲနော်မီတာစကင်ပြီဆိုရင်နော်အခုပဲကင်နောက်တနားကြာပဲကင်အဲ့0အုံးလေးဒီလိုမျိုးလေးနော်ထိကပ်ပြီးတော့ပင်လေးနှစ်ပင်ကိုနော်ထိကပ်ပြီးတော့ကျွန်တော်တို့ချိန်ပေးရမယ်နော်မညီလေးညီအောင်ချိန်ပေးရမယ်တကယ်အားနေနော်သူကဟောဒီပုံနာလောက်ထိကိုလာနေတယ်နော်တကယ်အားနေနော်ဟုတ်ပြီဒါ0ဒါ H1 နဲ့ချိန်တယ်ဟုတ်ပြီနောက် scale တစ်ခုပြောင်းပြီ H10 ကိုကျွန်တော်တို့ကပြောင်းမယ် H10 ကိုပြောင်းရင်လည်းကျွန်တော်တို့ကဘာထပ်လုပ်ပြရမလဲနော် scale တစ်ခုပြောင်းနိုင်ကျွန်တော်တို့ဒီဘာလုပ်မလဲ0 ohm လေးပြန်ချိန်ပေးရမယ်နော်0 ohm လေးပြန်ချိန်ပေးရမယ်ဟုတ်ပြီနော် scale တစ်ခုပြောင်းနိုင်0 ohm လေးကျွန်တော်တို့နော်ပြန်ချိန်ပေးရမယ်ဟုတ်ပြီ 1k ဆိုရင် 1k နေရာဟို scale ထားလိုက်ပြီဆိုရင်ဒီမှာဆိုရင်ဟုတ်ပြီဒီမှာဘာဖြစ်လဲထပ်ချိန်ပေးရမယ်ဘာကြောင့်ချိန်ပေးရတာလဲကျွန်တော်တို့တိုင်းမဲ့တန်ဖိုးတွေနော်အတိအကျလေးသိရအောင်လို့ကျွန်တော်တို့နော် scale လေးတွေပြန်0 ohm လေးပြန်ချိန်ပေးတာနော်0 ohm လေးပြန်ချိန်ပေးတာဟုတ်ပြီနော်အဲ့ဒီပြောချင်တဲ့ကဘာလဲ scale တစ်ခုပြောင်းနိုင်0 ohm လေးချိန်ပေးပါနော်အဲ့တန်းကေကနေပြီးတော့ H1 ကိုပြောင်းမယ် H1 ကိုပြောင်းမယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်ပေးမလဲပြန်ပြီးတော့0 ohm လေးပြန်ချိန်ပေးရမယ်နော်0 ohm လေးပြန်ချိန်ပေးရမယ်ဟုတ်နော်အဲ့ဒီ analog meter လေးအသုံးပြုပုံအကြမ်းမြင်လေးပေါ့နော်ကျွန်တော်တို့ဒီဘာဖြစ်လဲ condenser လေးနော် resistor လေးနော်ဟို transistor တွေအကုန်ပေါ့ component ပစ္စည်းတွေအကုန်တိုင်းတာမယ်ဆိုရင်ကျွန်တော်တို့ဒီထဲကဒီ scale တွေကနေ ohm scale တွေကနေပဲကျွန်တော်တို့တိုင်းတာရယ်နော်တိုင်းတာရယ်ဟုတ်ပြီ
အဲ့ဒါဒီဘာဖြစ်မလဲကျွန်တော်တို့နော်ဒါအနာလိုမီတာလေးတိုင်းတာပုံချမ်းမြင်နေဟုတ်ပြီ digital လေးတစ်ချက်လာမယ်digital meter ဟုတ်ပြီပြောရရင်တော့ digital meter မှာဒီလိုမျိုးကဏ္ဍတွေများနေတဲ့ကောင်မဝယ်ပါနဲ့ဒါလေးတွေကတန်မိုးနည်းလေးတွေမကောင်းဘူးအဲ့လိုပါပြင်လဲကျွန်တော်တို့ဒီနော်အုံတန်မိုးလေးတွေနော်ကုနစာဟိုအုံတန်မိုးဟိုတင်ဂီတာလေးပြထားတဲ့နေရာလေးနော်ပြီးပါပြင်ကုနစာရဲ့တင်ဂီတာပြထားတဲ့ပုံလေးတွေအဲ့ရလေးတွေပဲပါတယ်ဒီကဏ္ဍတွေမပါတဲ့ဟာမျိုးဝယ်တာကတော့အကောင်းဆုံးပဲနော်ဒါတွေဆိုရင် scale တွေလိုက်ပြောင်းပြီးကျွန်တော်တို့ကတိုင်းနေရမှာနော်တိုင်းနေရမှာဟုတ်ပြီအဲ့ရောဒီမှာဆိုရင်ဘာပြမလဲဒါဆိုရင်အတန်မီ scale လေးပေါ့အတန်မီ scale လေးတန်စင်ပုံလေးနဲ့ဒိုင်ယုံပုံလေးနဲ့ပါတယ်နော်ဒိုင်ယုံပုံလေးနဲ့နော်အတန်မီဟိုတန်စင်ပုံစံလေးနဲ့ပါတယ်ဟုတ်ပြီအဲ့ရောကျွန်တော်တို့ short တွေပါရှာရင်ဘာပြမလဲဒီအတန်မီ scale လေးမှာကျွန်တော်တို့နော်ရှာကြတာပေါ့ရှာကြရဘာပြလဲနော်ကွန်ပျူတာတစ်ခုကိုထောက်လိုက်ရင်နော်တစ်ဖက်ကအတန်မီနဲ့ ground ကိုအနက်တန်က ground ကိုချတစ်ဖက်ကကြတော့ဘာပြမလဲအဲ့ကိုတိုင်းရင်လည်းကွန်ပျူတာနော်ကုနစာဘောဥပမာအနေနဲ့အဲ့ကုနစာက short ဖြစ်နေလားမဖြစ်နေလားကြည့်ကြရင်ကျွန်တော်တို့က ground ကိုနော်အနက်တန်ထောက်လိုက်မယ်အနည်းနဲ့ကျွန်တော်တို့ light ထောက်မယ်ဟိုဘက်ထိပ်ဒီဘက်ထိပ်ထောက်မယ်နော် short မရှိဘူးဆိုရင်နော်အကြမ်းများအပြင်တစ်ဖက်ပဲမြည်မယ်နော်နောက်တစ်ဖက်မမြည်ရဘူးနှစ်ဖက်စလုံးမြည်နေရင်အဲ့ဒါဒီ short ပေါ့နော် short ဖြစ်နေတယ်လို့ကျွန်တော်တို့ယူဆရတယ်နော်ဟုတ်ပြီအဲ့ရောဒါဒီကျွန်တော်တို့အတန်မီ scale ပေါ့နော်ဟုတ်ပြီဒါဒီဘာဖြစ်မလဲနော် AC ဘို့ပေါ့နော် AC ဘို့ဒါဒီဘာဘူးလဲဘာဘူးအတိုင်းမှာလဲ DC ဘို့နော် DC ဘို့ဟုတ်ပြီအဲ့ရော5ဘို့ကိုကျွန်တော်တို့ကတိုင်းရမယ်5ဘို့ကိုတိုင်းရမယ်ဆိုတော့ဒီမှာ2ပါတယ်20ပါတယ်200ပါတယ်1000ပါတယ်ဟုတ်ပြီအဲ့ဒါဒီဘာဖြစ်မလဲ2ဆိုရင်ဘာလဲ2နဲ့2ဘို့အောက်ကိုတိုင်းမယ်ဆိုရင်ကျွန်တော်တို့ဒီဘာဖြစ်မလဲဒီ2မှာထားမှာပေါ့အဲ့တော့ကျွန်တော်တို့တိုင်းနေတာဒီ5ဘို့တိုင်းနေတဲ့အတွက်မှာဘာဖြစ်မလဲကျွန်တော်တို့ဒီမှာ20နဲ့20နေရာကို scale လေးဟိုဟာ slider လေးရွှေ့ပေးလိုက်နော်ဟုတ်ပြီဒီမှာမြားဦးလေးရှိတယ်အဲ့ဒါလေးရွှေ့ပေးလိုက်ဒီမှာ20ဆိုရင်20အောက်ကိုကျွန်တော်တို့တိုင်းလို့ရပါတယ်နော်တိုင်းလို့ရပါပြောချင်တာဒီပါလဲနော်ဒါဘို့တိုင်းမဲ့နေရာလေးတွေပေါ့နော်ဒီလိုမျိုးဒီနဲ့ဒီလိုမျိုးအပွားမြင်းညောင်းရဲ့အောက်ကအတုံးလေးတုံးငယ်ဆိုရင်ဒါဆိုရင် DC ဘို့ဆိုတာကိုသိထားရမယ်နော်ဟုတ်ပြီဒါဒီဟိုဘိုးလေးတိုင်းနေရဒါဒီဘာပြမလဲကျွန်တော်တို့နော်အတန်မီနော်ဘာပေါ့အတန်မီ scale နဲ့ကျွန်တော်တို့ short ရှာတာပေါ့ဒါဒီအုံနော်အုံတန်ဘူး resistor လေးတိုင်းတဲ့ဟာလေးပေါ့နော်ဟုတ်ပြီဒါလေးဆိုရင်ကွန်ဒင်ဆာပေါ့ကွန်ဒင်ဆာတိုင်းတာနော်ဟုတ်ပြီဒါဆိုရင် AC current DC current ပေါ့နော်ဟုတ်ပြီဒါဒီနေ့ကတော့ဒီလောက်ပဲဗျာနော်